Super ရဲ့ skin တကောင်ဈေးသက်သာဆုံးနဲ့ရအောင်ဘယ်လိုမျိုးယူကြမလဲဒီတစ်ခေါက်လာမယ့် Super ရဲ့ event မှာ Super ရဲ့ skin 9ကောင်ပေါဝင်လာမှာဖြစ်ပါတယ်ဘန်နက်တာစီစီလီယွန်နဲ့ကလင်းတို့ရဲ့ Super ရဲ့ skin တွေအပြင်ကိုမှအရင်ကထွက်ရှိခဲ့တဲ့ Emo နဲ့ Hanabi တို့ရဲ့ skin တွေကိုလည်းဒီ event မှာပြန်ပြီးတော့ပါလာမယ်လို့သိရပါတယ်အားလုံးမင်္ဂလာပါ AMD Game Show ကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ Super ရဲ့ skin တကောင်ကိုဈေးအသက်သာဆုံးနီးနဲ့ဘယ်လိုမျိုးယူရမလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်event ရက်ကတော့2026 January 9 ရက်နေ့မှာလာမှာဖြစ်ပြီးတော့ event ရက်ကတော့စုစုပေါင်း31ရက်ကြာပါevent ရဲ့ပုံစံတော့ထုံးစံနိုင်မယ်1 draw ကို diamond 50 10 draw တော့ diamond 900နဲ့လာမှာဖြစ်ပါတယ် daily discount နဲ့ဆိုလို့ရှိရင်တော့1 draw ကို diamond 25လုံးနဲ့ပဲရမှာဖြစ်ပြီးတော့ first 10 draw မှာဆိုလို့ရှိရင်တော့ 10% discount နေနဲ့လဲ diamond 450ပဲကုန်မှာဖြစ်ပါတယ် first 10 draw မှာဆိုလို့ရှိရင် permanent Super ရဲ့ item တစ်ခုလည်းရပါအောင်မယ် skin ရမှာမဟုတ်နော် item လို့ပြောပါတယ်ဆိုတော့ Super ရဲ့ skin တကောင်ရဖို့ဆိုရင် event short တွေမှာမှ crash 1200နဲ့သွားပြီးတော့လဲရပါလိမ့်မယ်အရင်က Super ရဲ့ event မှာဆိုလို့ရှိရင်လဲ collector skin တွေနဲ့ lucky box skin တွေကို event shop တွေမှာ crash နဲ့သွားပြီးတော့လဲလို့ရခဲ့တယ်ဒါပေမဲ့ဒီတစ်ခေါက် event server မှာတော့ collector skin တွေ lucky box skin တွေမပါတော့ဘဲနဲ့ Super ရဲ့ skin တွေနဲ့ item တွေကိုပဲလဲလို့ရပါတော့မယ် Super ရဲ့ skin တကောင်အတွက်လည်းပဲ crash 1200ရဖို့ဆိုလို့ရှိရင်120 draw လောက် draw လောက်မှာဖြစ်ပါတယ်Premier Supply ကနှစ်ခါလာမှာဖြစ်ပြီးတော့ Phase 1 January 16ရက်နေ့ Phase 2 January 23ရက်ဆိုပြီးတော့စုစုပေါင်း free ticket 58ကတ်တီကိုရပါလိမ့်မယ်။ Event စလာခြင်းမှာ Diamond 250 recharge stack ကနေပြီးတော့ ticket နှစ်ခုရလိမ့်မယ်။ပြီးတော့ဘာ Diamond မှဖြည့်ကြမလို့ပဲနဲ့ game zone နဲ့ပဲ free ticket လေး10ခုရမယ် test ရှိပါသေးတယ်။ဆိုတော့ game တွေကနေပြီးတော့ကျွန်တော်တို့က free ticket အခု80လောက်ထိရနိုင်ပါတယ်။120 draw မှာ draw 80လောက်က free ticket တွေနဲ့ရမှာဆိုတော့ကျွန်တော်တို့ရဲ့ diamond 300မဲ့ပမာဏဟာ draw 50ပဲဆိုတော့ကျန်တဲ့ draw 50ကို event စလာတွေက diamond discount ရတဲ့1 draw နေတိုင်းလှည့်မယ် event ရက်က31ရက်ဆိုတော့30ကြိမ် draw လို့ရပြီ premium supply လာတဲ့ phase တစ်ခုစီမှာ10 draw စီကို diamond သုံးပြီးတော့လှည့်မယ်ဆိုလို့ရှိရင် draw 120ပြည့်ပြီကန်ကောင်းတဲ့သူဆိုလို့ရှိရင်တော့အဲ့ဒီ110 draw တွေမှာနေမယ် crash 1200ပြည့်ပြီးတော့ Super skin ရနေပါပြီကိုမှ diamond စုထားတာရှိပြီးသားဆိုရင်တော့ recharge test အတွက် phase တစ်ခုကို diamond 343နဲ့စုစုပေါင်း diamond 686လုံးပဲဖြည့်ဖို့လိုအပ်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးကိုက weekly bus ဝယ်မယ်ဆိုလို့ရှိရင်လည်း event ဆက်စချင်းမှာ4ခု phase 1မှာ weekly bus 3ခု phase 2မှာဆိုလို့ရှိရင် weekly bus 3ခုစုစုပေါင်း weekly bus 10ခုထည့်ရင်ရပြီအခုဆိုရင်တော့ Super ရဲ့ skin တကောင်ကိုဈေးသက်သာနဲ့ရဖို့ဘယ်လိုတွေလုပ်ရမလဲဆိုတာတည်သွားကြတော့ပြီလို့ကျွန်တော်ထင်ပါတယ်ဗျညီကိုတို့က weekly bus နဲ့ဖောက်မှာလား diamond ဝယ်ပြီးတော့ဖောက်မှာလားဒါမှမဟုတ်အရင်ကတည်းက diamond စုထားရှိလား comment နေပြီးတော့ကျွန်တော်ပြောပြခဲ့ပါဦးဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ mobile legend နဲ့ပတ်သက်တဲ့ဒီလိုဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဆိုရင် channel လေးကိုလည်း subscribe လုပ်ထားခဲ့ပါအောင်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်